cream မသုံးတဲ့အခါမှာမျက်လုံးအောက်က white gland တွေကပိုပြီးခြောက်သွေ့သွားတာဖြစ်တဲ့အတွက်မျက်လုံးသားမှာအရေးအကြောင်းတွေပိုထလာနိုင်တယ်မျက်ကွင်းညိုတတ်တဲ့သူဆိုရင်မျက်ကွင်းညိုတာတွေပိုဆိုးလာနိုင်တယ်မညိုဘူးဆိုတဲ့လူတောင်မှမျက်လုံးအောက်မှာဒီမျက်ခွန်တွေပိုပြီးတော့မှမို့ဖောင်းတာတွေအိတ်တာတွေဖြစ်လာနိုင်တယ်နောက်တစ်ခုကကြတော့ဒီအရေးအကြောင်းတွေကကြတော့ပိုပြီးတော့မှထလာနိုင်တယ်ပေါ့နော်အဲ့မသုံးတဲ့အခါမှာသူက collagen ထွက်နှုန်းကရော့ကျပြီးစက်တိုက်ရော့ကျသွားတာပေါ့နော်အဲ့လို collagen ထွက်နှုန်းရော့ကျလာလေမျက်လုံးသားမှာအရေးအကြောင်းနဲ့ကြီးချီရာတွေပို့ပြီးတော့မှပေါ်လာစေပါတယ်။ makeup လိမ်တဲ့အခါမှာ concealer တွေသုံးတဲ့အခါမှာ eye cream မသုံးတဲ့သူကဒီမျက်လုံးအောက်ကပေါ့နော်ပို့ပြီးတော့မှကြည့်ရတာဆိုရဲသူကလေမျက်လုံးအောက်ကပို့ပြီးမှခြောက်သွေ့နေတာဖြစ်တဲ့အတွက် eye cream မသုံးထားဘဲနဲ့ makeup လိမ်မယ်ဆိုလို့ရှိရင်လည်းဒီမျက်ကွင်းနားတစ်ဝိုက်ကအရေးပြားပေါ့နော်ပို့ပြီးတော့မှကြည့်ရတာဆိုရဲ concealer တွေပါလိမ့်တဲ့အခါမှာမခံတာတွေကွက်တာတွေပို့ပြီးတော့မှဖြစ်နိုင်တယ်မျက်ကွင်းညိုတာတွေမျက်လုံးသားအရေးကြောင်းတွေမဖြစ်ချင်ဘူးဆိုလို့ရှိရင်အသက်20လောက်မှစပြီးတော့မှ eye cream သုံးဖို့လိုတယ် eye cream သုံးရုံနဲ့လည်းမပြီးသေးဘူးညဘက်မှာ eye cream သုံးပြီးသွားပြီဆိုလို့ရှိရင်မနက်ပိုင်းမှာ moisturizer တို့ sun cream တို့ကလည်းမဖြစ်မနေသုံးပေးရမယ်ဒါမှပဲကိုယ့်ရဲ့မျက်လုံးသားမှာရှိတဲ့အရေးကြောင်းတွေတက်တာပြီးတော့မှအရွယ်တင်နှုတ်ပြိုမှဖြစ်တယ်တကယ်လို့ကိုကအသက်အရွယ်မအိုမင်းကျင်ဘူးဒါမှမဟုတ်ကိုယ့်ရဲ့ရှိရင်းဆက်အသက်ထက်ပိုပြီးမှနှုတ်ပြိုခြင်းတဲ့သူတွေဆိုလို့ရှိရင်တော့ eye cream ကတနေ့တာမှာမဖြစ်မနေသုံးပေးရမယ့်ထဲမှာအခုလိုမျိုးအရေးပြားအလားပါတဲ့ဆိုင်ရာနီလန်းကောင်းတွေကိုအခမဲ့သိချင်တယ်ဆိုရင်ဆဲ TikTok account လေးကို like and follow လုပ်ထားပေးနော်သိချင်တဲ့မိကုန်းနေရှိလို့ရှိရင်လည်းဒီဗီဒီယိုအောက်မှာ comment မှတ်ခဲ့လို့ရပါတယ်